အားလုံးမင်္ဂလာပါပြီးခဲ့တဲ့အပတ်ကမြင်းအပြားကိုစပြီးတော့လေ့ကျင့်ကြည့်ပါတယ်မြင်းအပြားဆိုတာလေ့ကျင့်တဲ့အခါမှာအကြီးသေး size မျိုးစုံအရွယ်အစားမျိုးစုံ၄တော့မှမဟုတ်ပါဘူး၃မြောက်လဲရပါတယ်အဲ့ဒါလေ့ကျင့်ပြီးတော့မှမြင်းအပြားကနေဘဝရုပ်ထုကိုစထုကြည့်မှာပေါ့ရုပ်ထုထုတဲ့အခါမှာမြင်းအပြားထောင်းရတော့၎င်းလဲတော့၎င်းတစောင်းတော့၎င်းနေထားမျိုးနဲ့တရှိနေမှုလည်းတရှိဖို့လိုပါတယ်ခုစပြီးတော့မြင်းပြားနဲ့ပဲပုံသဏ္ဍာန်တိဆောက်လို့ရပါပြီဘဝထုလို့လည်းရပါပြီအဲ့တော့ဘဝရုပ်ထုဆိုတာရုပ်လုံးရုပ်ကြွဖြစ်တဲ့ကြောင့်မလို့ရုပ်လုံးပုံသဏ္ဍာန်ပေါ်အောင်ထုဆက်ရမှာဖြစ်ပါတယ်ဒါပေမဲ့ခုလေ့ကျင့်ခန်းမှာအပြားမျက်နှာပြင်ကြီးပဲအသုံးပြုပြီးတော့ဘဝကိုထုအောင်ပါအဲ့တော့အလွယ်ဆုံးကစလုပ်ကြည့်မယ်ဆိုရင်မျက်နှာပြင်အပြားတွေကိုပိတ်ကာတိဆောက်ပြီးတော့ပုံသဏ္ဍာန်တစ်ခုကိုဖန်တီးကြည့်မယ်မျက်နှာပြင်အ ਨੇ ဆုံးနဲ့တိဆောက်လို့ရတဲ့ပုံသဏ္ဍာန်တတိကံဒုတဲ့ပုံပေါ့အဲ့တော့မျက်နှာပြင်၃ဘက်အောက်ကတစ်ဖက်ပိတ်ပြီးမျက်နှာပြင်၄ဘက်နဲ့တိဆောက်တဲ့ပုံသဏ္ဍာန်တစ်ခုကိုရနောက်စတူယန်စတူကန်အဲ့ဒီကနေဆင်းတက်ပြီးတော့နောက်မျက်နှာပြင်အစိပ်ပိုင်းအသေးလေးတွေအများကြီးပေါင်းစပ်ပြီးတော့အဲ့ရနေမျိုးကတဖြည်းဖြည်းနဲ့တလိဆန်ပုံတွေလူပုံတွေလွယ်တဲ့ပုံတွေကနေစပြီးတဖြည်းဖြည်းခက်ရအောင်တွားလို့ရပါတယ်အဲ့တော့မျက်နှာပြင်ပြားနဲ့တိဆောက်နေရမှာလဲဒါဘဝထုတဲ့ခါမှာပထမစထုရဲဆိုတိကျပုံမှန်စနစ်မျိုးနဲ့ထူရတဲ့အတွက်ကြောင့်မလို့လွယ်တယ်လို့ပြောလို့ရပါတယ်အဲ့တော့ဘဝမှာနာပြောလို့အခုံးခွက်အပြားဆိုတာမျက်နှာပြင်၃မျိုးရှိပေမဲ့အဲ့ဒီအခုံးတွေအခွက်တွေကိုနောက်သင်ခန်းစာကြတော့ထပ်ပြီးတော့တိဆောက်မှာပါကုမျက်နှာပြင်အပြားတစ်ခုနဲ့လည်းဘဝတိဆောက်လို့ရတယ်ဘဝရုပ်ထုတစ်ခုထုလို့ရတယ်ဆိုတာကိုစမ်းသပ်ပြီးတော့လုပ်ကြည့်ဖို့လိုပါမယ်အဲ့တော့မျက်နှာပြင်ပြားကိုပိုင်နိုင်အောင်ဘယ်မြလေ့ကျင့်ရမလဲဆိုတာမိမိပေါ်မှာမူတည်ပါတယ်မိမိကဒါကိုအချိန်ပေးပြီးတော့လေ့ကျင့်နိုင်ရင်လေ့ကျင့်နိုင်တယ်လို့ဒီမျက်နှာပြင်ပြားရဲ့သဘောတရားတွေကိုကောင်းကောင်းလေးနားလည်လာမှာပါကြည်မျက်နှာပြင်ပြားဆိုပြီးတော့ဒီတော့အမှန်တန်လွယ်တယ်လို့ထင်ရပေမဲ့ကိုတကယ်လုပ်တဲ့အခါကျတော့ကိုလက်နဲ့ပဲလုပ်ရမယ်ကိုအသိစိတ်နဲ့ပဲဖန်တီးရမယ်ပစ္စည်းအကူအညီနဲ့ပဲလုပ်တာမျိုးဆိုရင်တော့ဒီဟာမျိုးကကိုယ့်ရဲ့အသိတရားဒီမှာရောက်ရှိပဲနဲ့မျက်နှာပြင်အပြားပုံဖော်နေရဖြစ်တာပေါ့အဲ့ဒါမျိုးမဖြစ်အောင်ကိုအသိနဲ့ပဲပုံဖော်လို့ရအောင်လုပ်အောင်မှာဖြစ်ပါတယ်ခုနပြောသွားသလိုမျက်နှာပြင်ပြားနဲ့တတိကံဒုတဲ့ပုံတွေနောက်စတူယန်ပုံစတူကန်ပုံဒီဆောက်မယ်နောက်ဒီထက်များတဲ့မျက်နှာပြင်အစိပ်ပိုင်းဒီဆောက်မယ်ဒီနေရာမှာအဖြောင့်နဲ့အပြားနဲ့ပဲပေါင်းစပ်ဖို့လိုရတယ်အဲ့တော့မြင်းကြောင်ကောက်သွားတာဆိုရင်မျက်နှာပြင်ပြားကပြားတဲ့သဘောတက်ရောက်တာမဟုတ်တော့ပါဘူးမျက်နှာပြင်အခုံးတို့အခွက်တို့သဘောမျိုးဖြစ်သွားဖြစ်တဲ့ကြောင့်မလို့အားလုံးဒီဟာတွေကူးဆက်တဲ့နေရာမှာမြင်းကြောင်တွေကအဖြောင့်အနေနဲ့ပဲကူးဆက်ရမှာဖြစ်ပါတယ်အဲကြောင့်လွယ်တဲ့ပုံပေါ့အရင်ဆုံး geometry ပုံတွေကိုစလုပ်ကြည့်မယ်အဲ့ဒါပြီးလို့ရှိရင်တဆင့်တက်လို့လိပ်ဆံပုံမျက်နှာပြင်အပြားလေးတွေပေါင်းစပ်ပြီးတော့ပုံဖော်တာမျိုးပေါ့ပထမပုံကြမ်းနဲ့ဖော်ကြည့်မယ်နောက်မျက်နှာပြင်စိတ်လေးတွေပေါင်းစပ်ပြီးတော့ပုံဖော်ကြည့်မယ်အခုအများဆုံးခုတွေ့နေတဲ့ပုံတွေဆိုရင် dimension head တို့ကလူကောင်းပုံထုလို့လေ့ကျင့်ကြတာဒီရဲ့အစပါပဲဒီသင်ခန်းစာပဲဒီမှာတခုတော့ရှိတာပေါ့သူရဲ့ဒီဥကောင်းရဲ့မျက်နှာပြင်တွေပိုင်းခြားမှုတွေကတော့နည်းနည်းသတ်မှတ်ချက်လေးတွေရှိတဲ့အတွက်ကြောင့်မလို့နည်းနည်းအဆင့်မြင့်တဲ့သဘောလေးပါပါတယ်ရိုးကတော့ကိုယ့်ကိုယ်ပဲဆက်ချင်းတယ်လို့ဆက်မျက်နှာပြင်အပြားတွေနဲ့ကြီးပဲဆက်ပုံပေါ်အောင်ဆက်ဒီသဘောတရားနားလည်လာအောင်အဲ့ဒါလို့ရပါတယ်ကျန်တဲ့ပိုင်းကတော့ပုံပေါ်ဖို့ဆိုတာလူပုံကြောင်းထပ်တင်မှရမယ်အနေထားလိမ့်ဆန်တဲ့ပုံပေါ်ဖို့ဆိုလိမ့်ဆန်တဲ့ပုံရဲ့ဖွဲ့စည်းပုံထပ်တင်ရမယ်တော့အဲ့ဒါတတ်သင်ခန်းစာတွေနဲ့သွားမှာပါခုကမျက်နှာပြင်ဖွဲ့စည်းမှုအကြောင်းမျက်နှာပြင်ဖွဲ့စည်းမှုပုံသဏ္ဍာန်ပေါ်လာတဲ့အဆင့်ဒီလောက်နဲ့ပဲအဆုံးသတ်ပြီးတော့ဒါကိုကျွမ်းကျင်အောင်လေ့ကျင့်မှုလိုပါတယ်ဒီလောက်ပါပဲ